ကျွန်တော် comment တွေတွေ့တယ်ပေါ့နော်ဖုန်းနဲ့ကုတ်ရေးလို့ရတယ်ဆိုပြီးတော့ဂျင်းထည့်နေတာလားပေါ့နော်အဲ့တော့ကျွန်တော်ဂျင်းမထည့်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်မျက်နှာကြီးထွက်ပြပြီးတော့ပြောနေတာကျွန်တော်ဘာကိစ္စနဲ့ဂျင်းထည့်ရမှာလဲပေါ့နော်ဖုန်းနဲ့ကုတ်ရေးတဲ့ကိစ္စမဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော်ဖြစ်နိုင်တဲ့ကိစ္စအဲ့တော့ကျွန်တော်သင်ပေးတာကဖုန်းနဲ့ကော laptop နဲ့ကောကုတ်ရေးလို့ရတယ်မရဘူးဆိုတာလုံးဝမရှိဘူးမရဘူးဆိုတာကိုယ့်ရဲ့စူးစမ်းအားထုတ်မှုမရှိလို့မရတာပဲဖြစ်လိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အကုန်လုံးဒီ YouTube မှာလည်း free တင်ပေးထားတယ်ပေါ့နော် run လို့ရတဲ့ဟာတွေရှိတယ် A code သုံးလို့ရတယ် Termet သုံးလို့ရတယ်ဒါ Android device တွေမှာဆိုရင်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြတော့ဘာနဲ့ရေးပြတယ်ဆိုရင် MacBook နဲ့ရေးပြတယ်ဒါပေမဲ့ set အကုန်လုံးကိုကျွန်တော်ဖုန်းနဲ့လည်းလုပ်ရတယ် laptop နဲ့လည်းလုပ်ရတယ် MacBook ပေါ့နော်အဓိကကတော့အတူတူပဲလေနော် laptop ဆိုတော့အဲ့တော့ဟိုအဓိကကတော့ကျွန်တော်တို့ရဲ့အဓိက concept ကဘာလဲဆိုတော့ဖုန်းနဲ့ရေးလဲပဲဒီကုတ်ပဲနော် laptop နဲ့ရေးနေပဲဒီကုတ်ပဲဘာကွာသွားလဲဆိုတော့ကျွန်တော်တို့ဒီ code editor တွေမှာကွာသွားတာ okay အဲ့တော့ဘေ code editor ဒါတွေကွာသွားတာလဲဆိုတော့ကျွန်တော်တို့ laptop ကတော့ powerful ဖြစ်တယ်ကွာသိလား powerful ဖြစ်တာကြောင့်မလို့ code editor တွေဒီပို့ပြီးတော့ advance ဖြစ်တယ်ပို့အဆင်ပြေတယ်အခုနောက်ပိုင်းဆိုရင် code editor တွေကဝင်သေးလားဆိုပြီးတော့မေးကြည့်ရတော့မယ်အနေဒါကွာသိလားအဲ့တော့ powerful ဖြစ်တဲ့ဟာတွေက base လုပ်တဲ့ tool အနေနဲ့ပဲသုံးတော့တာအဲ့တော့ခုနောက်ပိုင်းက AI ကိုဆက်ကိုသုံးတယ်ကျွန်တော်ဆိုရင်သုံးတယ်ပေါ့နော်။ကျန်တဲ့သူတွေသုံးမသုံးတော့မသိဘူးပေါ့နော်။ဘာလို့လဲဆိုတော့ cloud subscription ကနော်တစ်လကိုဒေါ်လာ200အနည်းဆုံးကွာ။သုံးမယ်ဆို2000ကနေ4000လောက်ကိုဆက်ကုန်တယ်။ဒါတကယ်သုံးတဲ့လူဆိုရင်ပေါ့နော်။ကျန်တဲ့သူတော့ကျွန်တော်မသိဘူးပေါ့နော်။အဲ့လိုမျိုးသုံးတဲ့သူတွေကဒီမှာရောရှိလားမရှိလား I don't know ပေါ့နော်။အဲ့တော့ဟိုကျွန်တော်တို့အခုနောက်ပိုင်းက AI ဒီအရန်တွေကောင်းလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖုန်းထဲမှာ SSH လောက်ပြီးတော့ပေါ့နော်cloud ပေါ်မှာလမ်းရေးလဲရတယ်ဒါမှမဟုတ်ဖုန်းထဲမှာ Termet နဲ့ရေးလဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကကြတော့ဟိုဒီ AI ပေါ့နော်ဟို Gemini CLI ကိုကျွန်တော်စမ်းကြည့်မလို့ပေါ့နော်ဘာလို့လဲဆိုတော့ laptop မှာက CPU architecture မတူတာကြောင့်မလို့ပြဿနာတက်နေတာလားဒါမှမဟုတ်ရင်တကူကြောင့်ဖြစ်တာလားပေါ့နော်ဒါကြောင့်မလို့စမ်းမလို့ပေါ့နော်အဲ့တော့ကြောင့်ဖုန်းလေးကိုကျွန်တော်မီကနေယူလာတာပေါ့နော်ဘာလို့လဲဆိုတော့မမီကဖုန်းထဲလိုက်တာဆိုတော့သူ့ဖုန်းကိုကျွန်တော်ယူလိုက်တာပေါ့နော်ကျွန်တော်ရဲ့အရင်တော့ခုတ်ရေးတဲ့ဖုန်းကကြတော့မရှိတော့ဘူးကျွန်တော်Coolpad 8309ကနေစပြီးတော့ကုတ်ရေးလာတာပေါ့နော်အဲ့တော့ဆိုရင် internet တောင်ကအလကားရအောင်လုပ်လို့ရတဲ့ခေတ်เนาะအဲ့တော့ဒီ Coolpad 8309ပြီးတော့နောက်တစ်လုံးရှိတယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့ Oppo A5 2020ပေါ့နော် iPhone နဲ့လည်းကျွန်တော်ရေးတယ်အဲ့ဒါကြီးအရှိမနောက်တစ်လုံးရှိတယ်ပေါ့နော်အဲ့ဒါတော့တရုတ်ဖုန်းကွာနာမည်မသိတော့လို့အဲ့ဒီဖုန်းရှိတယ် iPhone လေးတွေနဲ့ကျွန်တော်ရေးပြီးတော့တော်တော်ကြီးကို PHP တို့ JavaScript တို့ကိုလေ့လာခဲ့တာဒါကြောင့်မလို့ဖုန်းနဲ့ကုတ်ရေးလို့မရဘူးဆိုတာလုံးဝမဟုတ်ဘူးအဲ့ဒါတမင်ကိုရှောက်ပြောနေတာ laptop ရှိတယ်ဆိုတာကွာသိလားမင်းတို့ရဲ့ဟိုအမုန်းနေဘူး laptop ဆိုတာလူတိုင်းပတ်စံရှိဝယ်လို့ရတယ်ပတ်စံမရှိတဲ့သူတွေကြတော့ဝယ်လို့မရသေးဘူး